ဒီနေ့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားရှင်မြန်မာတွေတတိထားလို့ရအောင်တော့ပြချင်တယ်တခုရှိတော့ဗောနော်အဲ့ဒါဘာလဲဆိုတော့လမ်းသွားလမ်းလာသွားနေအဲ့လိုကြွားချင်လို့ပဲဖြစ်ဖြစ်ရှိလို့ပဲဖြစ်ဖြစ်ရွှေတွေဝတ်သွားတယ်အဲ့ဝတ်သွားပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြမယ်အမှအဲ့လိုမျိုးအလူခံရမှာဗောနော်လူပြေးပြီးမိရွာလားမသိဘူးမိရွာတယ်တော်သေးတာဗောပြန်မိသွားလို့ဗောနော်အဲ့ဗီဒီယိုကကျုပ်မမိတဲ့မမိတဲ့ဘာတွေမှအများကြီးပါပဲဒီဆိုင်ရပါဗျာ